ရှိဒီမှာတွေ့ရတဲ့အနေအထားလေးကကြီးနေပါတယ်ဒါလေးကိုကျွန်တော်ပြချင်တာဒီကားကဒီမှာပြောနိုင်ပါတယ်ဒီနေရာမှာကျွန်တော်တို့ port ဖြစ်ပါတယ်ပြောတောင်ပြောသွားတဲ့အရှိနောက် port ရီကိုကျွန်တော်တို့ပြောပိတ်ပါတယ်port ပိတ်ပြီးတော့ port ရဲ့အမှာတွေ့တဲ့ပြုံပြောကဒီဒီဘက်မှာတွေ့တဲ့ပြုံပြောတာကြီးပြီးတော့ port ရဲ့တစ်ချက်မှာကျတော့ပြုံပြောကတလေးပဲပြန်ထွက်သွားတယ်တွေ့ချင်းကြီးဆိုတာပြီးနဲ့ကျွန်တော်တို့တော့ပြန်သွားပါတယ်မီတာနဲ့ပေါ့ဗျာ9မီတာ10မီတာလောက်တော့ကြောက်ကျွန်တော်တို့သလင်းပြောတွေကပြင်းပြီးပဲရှိပါတယ်9မီတာ10မီတာလောက်ကျွန်တော်တို့ပိတ်လျှောက်ဖြစ်သွားတယ်မီတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီမှာပြန်ပြီးတော့ကျွန်တော်တို့အချွန်လေးကနေစပြီးတော့ပြုံကြောပြန်ကြီးလာတယ်ပြန်ကြီးလာပါတယ်ဒီညကျွန်တော်တို့ပြောပြန်ပြီးတော့မှန်သွားပါတယ်လူရဲ့တင့်နဲ့ဝိပြုံးကြောအကျယ်တစ်ခုကျွန်တော်တို့ပြန်လဲတွေးရှိပြီးတော့ဆက်ပြီးသွားတဲ့အချိန်မှာဒီမှာကျွန်တော်တို့အရှင်းနောက် port ကိုတစ်ခါထပ်ပြီးတော့ဖြတ်ခံရပါတယ် port ဖြတ်လိုက်တဲ့အချိန်မှာ port ထဲမှာတတိုင်း character ကြီးက port ထဲမှာပြုံးကြောကတောက်လျှောက်ညက်ပြီးတော့ port ရဲ့ဆွဲခြင်းကိုခံရပြီးတော့ပြုံးကြောကရွေ့သွားခြင်းဖြစ်ပါတယ်ဒါဒီဟာဆိုရင်ကျွန်တော်တို့ right leg ထွက်တဲ့ပြုံးကြောရွေ့သွားခြင်းဖြစ်ပါတယ်အခုပြုံးကြောအမှန်ပြန်ပေါ်တဲ့အချိန်မှာလည်း4ကဖြတ်ပြီးတော့တွင်းတဲ့နန်တောင်တွေကိုဝင်သွားပါတယ်ဒါပဲဝင်တော့အဲ့နန်တောင်ထဲမှာနန်တောင်ရဲ့4ထဲမှာကျတော့တလင်းသားညက်ပါမှုမရှိတော့ဘူးဒီလိုအခြေအနေတွေကိုကြည့်ပြီးတော့မြေအောင်မှာလုံနေတဲ့ရှာဖွေရေး geologic တွေနေတာတော့ဒီ data character တွေလမ်းညွှန်မှုတွေကိုကြည့်ပြီးတော့ indicator လေးတွေအသေးစိတ်လေးတွေကိုကြည့်ပြီးတော့ကျွန်တော်ကပြုံးကြောပြောင်းသွားရင်ပြန်လဲရှာဖွေပေးခြင်းဖြစ်ပါတယ်ဒါမြေအောင်မိုင်းဘူမိဗေဒတထုရှာဖွေရေးသမားတွေအတွက်တော့အဓိကအရေးကြီးတဲ့တည်ထားမယ်ကျွန်တော်ပြုံးကြောရှာဖွေရေးရဲ့ညွှန်လက္ခဏာတွေဖြစ်ပါတယ်